ခုလိုနေရာဒီမှာဟင်းတွေကိုမနှက်စာညာစာခွဲပြီးချစ်ကြရတယ်တိုးလဲလွယ်ကြတဲ့ခါကျတော့どんぐりをたどってもつきません森の小さなレストラン空っぽのポケットをまっさぐって忘れた人からたどり着く予約は一つもありません森の小さなレストラン空席だらけのランチ時小鳥がパタパタ笑ってるチュルチュン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 チュルチュンチュルチュン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 チュルチュンチュルチュン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 チュルチュンチュルチュン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 チュルチュンဒီလိုနေထားမှာပဲကြက်သွန်ဖြူလေးထောင်းထားတာလေးချက်ထည့်မယ်နော်နေထားမှာပဲကြက်သွန်ဖြူလေးထောင်းထားတာထည့်လိုက်တယ်နေရလဲနေပြီးပူလိုက်တာမှညံဒီနေ့တင်းညံနောက်ဆုံးနေလေးလည်းဖြစ်တယ်နော်ချက်သွန်လေးနည်းနည်းလိုက်လာပြီးကြက်သွန်ဖြူသွန်လိုက်အနည်းအနံ့လေးပျောက်သွားရင်ချင်းလေးထည့်မယ်နော်အနေရောဖြူလေးရောချစ်ပြီးတော့နံလေးဒီလိုမျိုးပြောင်းသွားပြီဆိုရင်ချင်းလေးထည့်မယ်ဒီလိုအနေထားဆိုချင်းလေးထည့်မယ်နော်မဆလာနဲ့ချက်တဲ့ဟင်းတွေကစီတတ်နိုင်မှစီတတ်မနိုင်တဲ့အခါကျမမွေးစားလို့လည်းမကောင်းလိုနေထားလေးမှာမဆလာလေးထည့်မယ်နော်မဆလာအများကြီးမကြိုက်ရင်မဆလာနည်းနည်းပဲတဲ့ကိုရီးယားတော့မဆလာအများကြီးကြိုက်တာမဟုတ်လို့မဆလာများများလေးထည့်တယ်ပူပူဆက်ဆက်လေးစားကြတာလေအဲ့လေးလေညိုရောင်လေးဖြစ်ပြီးတော့ထိတက်လေးပြတ်ပြီးမဆလာနဲ့လေးတွေဒီထက်ပိုပြီးတင်းလာပြီဆိုရင်ကြက်တန်းငယ်လေးတွေထည့်မယ်ဒီလိုနေထားမှာပဲဟင်းထမုတ်စားလေးနည်းနည်းထည့်မယ်နော်ဟိုမှာစားစနစ်နဲ့စီတက်တဲ့တဲ့ကိုစားတွေအများကြီးထည့်တော့နော်ဒီလိုနေထားမှာကြက်သားလေးထည့်မယ်ကြက်သဲမြင့်မဆလာဟင်းရပြီ